နေတိုင်းဟင်းချက်ဖို့အချိန်မပေးခြင်းတဲ့သူတွေအတွက်တခါကြော်ထားရင်အကြာကြီးထားခံပြီးစားလို့လည်းအရန်ကောင်းတဲ့ပစွန်ကြောင့်ငံပြားကြီးကြော်တဲ့နည်းလေးကိုကျွန်တော်ပြန်ပြီးတော့မျှဝေပေးခြင်းပါတယ်အရင်ဆုံးရေစိမ်ထားတဲ့ပစွန်ကြောက်လေးတွေကိုငရုတ်စုံလေးထဲမှာထည့်ပြီးတော့မညက်တညက်နေတာရောက်တဲ့အထိကိုစိတ်ရှိရှိနဲ့ထောင်းပြရပါမယ်ဒီလိုမျိုးရေစိမ်ပြီးမထောင်းညင်မှုဆိုရင်လည်းပစွန်ကြောက်ကိုအမှုန့်ကျိတ်ပြီးတော့အသုံးပြုလို့ရပါတယ်ပြီးရင်တော့ဒေဝထဲမှာစီလေးတင်းတင်းလောက်ထည့်ပေးလိုက်ပါမယ်စီပူလိုက်တော့ဆွနင်းမုံလေးထည့်မယ်ပြီးရင်တော့ကျက်သွင်ဖြူနီကိုထည့်ပြီးတော့ကျက်သွင်ဖြူနီလေးခဏခဏရောက်တဲ့အထိကိုကျွန်တော်တို့စီလေးတက်ပေးရပါမယ်ပစွန်ကြောင့်ငံပြားကြီးကြော်တဲ့ခါမှာကျွန်တော်တို့စီလေးအနှဲငယ်လောက်တော့ပို့ပြီးတော့သုံးပေးရပါတယ်ပြီးရင်တော့ကျွန်တော်တို့ထောင်းထားတဲ့ပစွန်ကြောက်လေးတွေကိုထည့်ပြီးတော့ပစွန်ကြောက်လေးတွေအနံလေးတွေမွေးပြီးတော့စီလေးပေါက်လာတဲ့အထိကိုကျွန်တော်တို့ကြော်သွားပေးလိုက်ပါမယ်ပစွန်ကြောက်ထည့်ကြော်တဲ့ခါမှာအခုလိုမျိုးစီပေါက်လာတဲ့အထိကိုကြော်ပေးရပါမယ်ဒါမှသာလျှင်ပစွန်ကြောင့်ငံပြားကြီးကြော်ကပိုစားလို့ကောင်းမှာဖြစ်ပါတယ်ပြီးရင်တော့အယောင်နေမုံလေးတစ်စွန်းထည့်ပါမယ်အယောင်နေမုံလေးထည့်ပြီးသွားပြီဆိုရင်တော့ငုတ်သီးခွဲချမ်းလေးကိုထည့်ပြီးတော့ငုတ်သီးခွဲချမ်းအနံလေးမှုန့်ကြံလာတဲ့အထိကိုကျွန်တော်တို့မီးဖြည်းဖြည်းလေးဖွင့်ပြီးတော့ခဏလောက်ကြော်သွားပေးလိုက်ပါမယ်အရသာတော့ကိုတော့အသီးရွက်မုံလေးထည့်ပေးလိုက်ပါမယ်ပြီးရင်တော့ငံပြားကြီးထည့်ပါမယ်ငံပြားကြီးကိုတော့ကိုယ်စိတ်ကြိုက်လိုသလိုထည့်ပြီးတော့သုံးဆောင်လို့ရပါတယ်နောက်ဆုံးမှကျွန်တော်တို့မကြီးသီးအနှစ်ကိုထည့်ပေးလိုက်ပါမယ်ပြီးရင်တော့ကျွန်တော်တို့ဆက်ပြီးတော့ကြော်သွားပေးလိုက်ပါအဆက်ရတာနဲ့အငံရတာတော့ကိုတော့ကိုယ်စိတ်ကြိုက်လိုသလိုပြင်ဆင်ပြီးတော့လည်းသုံးဆောင်လို့ရပါတယ်ပစွန်ကြောင့်ငံပြားကြီးကြော်လေးကအချိန်ကြာကြီးပေးပြီးတော့လဲကြော်စရာမလိုပါဘူးခဏလေးနဲ့ချက်ပါတယ်တခါကြော်ထားယုံနဲ့အကြာကြီးထားခံပြီးထမင်းပူပူကြုတ်ကြော်လေးနဲ့စားမယ်ဆိုရင်လည်းအရန်စားလို့ကောင်းပါတယ်ဟင်းချက်တဲ့နီးတွေကလည်းတောင်းနဲ့မတူကြသလိုဒေတာလည်းခွဲပြပါတယ်ဒီကြော်နီးလေးကလည်းရန်ကိုစားလို့ကောင်းလို့ကျွန်တော်ပြန်ပြီးတော့မျှဝေပေးရခြင်းဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုလည်းအဆုံးထိကြည့်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နဲ့အတူနောက်ဗီဒီယိုတစ်တွေမှာပြန်ဆုံပါမယ်